နေပူပူကားထဲမှာအကြာကြီးထည့်ထားတဲ့ရေတံပူးတွေကရေကိုတောက်ရင်ရေရှည်မှာဘာဖြစ်နိုင်လဲကားမောင်းရင်တောက်ဖို့ဆိုပြီးကားထဲမှာရေတံပူးလေးတွေစောင့်ထားတတ်ကြတာကျွန်တော်တို့အားလုံးရဲ့အကျင့်တစ်ခုလိုဖြစ်နေပါပြီဒါပေမဲ့အဲ့ဒီရေတံပူးကကားထဲမှာရက်အတော်ကြာရှိနေခဲ့ရင်အထူးသဖြင့်နေပူထဲမှာရက်ထားတဲ့ကားထဲမှာရှိနေခဲ့ရင်အဲ့ဒီရေဟာတင့်ကျန်းမာရေးအတွက်တိတ်တဆိတ်အစိတ်အတောက်ဖြစ်လာနိုင်တယ်ဆိုတာသင်သိပါသလားနှမျောလို့ဆိုပြီးတောက်လိုက်တဲ့ရေတငုံကတင့်ခန္ဓာကိုယ်ထဲကိုဓာတုပစ္စည်းတွေပို့ဆောင်ပေးတယ်လို့ဖြစ်နေတတ်ပါတယ်ကားထဲမှာအပူဓာတ်နဲ့ကြာရှည်ရှိနေတဲ့ပလတ်စတစ်ရေတံပူတွေကရေဟာဘာလို့အန်ဒီရရှိတာလဲတဲ့ဓာတုပစ္စည်းများရေထဲသို့ပျော်ဝင်ခြင်းရေတံပူအများစုကို PET ပလတ်စတစ်နဲ့ကြုတ်ထားပါကားထဲမှာအပူချိန်တက်လာတဲ့အခါအဲ့ဒီပလတ်စတစ်ဘူးထဲမှာပါတဲ့ BPA နဲ့ antimony လိုဓာတုပစ္စည်းတွေဟာရေထဲကိုပျော်ဝင်သွားပါတယ်နှစ်ဟော်မုန်းစနစ်ကိုကမောက်ကမဖြစ်စေခြင်းအဲ့ဒီဓာတုပစ္စည်းတွေဟာခန္ဓာကိုယ်ထဲက estrogen ဟော်မုန်းကိုအတုခိုးနိုင်တာကြောင့်ဟော်မုန်းစနစ်ကိုထိခိုက်စေပါတယ်ဒါဟာရေရှည်မှာမျိုးပွားမှုဆိုင်ရာပြဿနာတွေကိုဖြစ်စေနိုင်ပါတယ်။၃ကန်ဆာဖြစ်နိုင်ခြေမြင့်မားခြင်းဓာတုဗေဒပညာရှင်တွေရဲ့လေ့လာချက်အရအပူနဲ့ထိတွေ့ထားတဲ့ပလတ်စတစ်ကထွက်တဲ့အဆိပ်အတောက်တွေဟာရေရှည်မှာရင်ဘတ်ကန်ဆာနဲ့တခြားကန်ဆာရောဂါဖြစ်ပွားမှုနှုန်းကိုမြင့်တက်စေနိုင်တယ်လို့သတိပေးထားပါတယ်။၄ဘက်တီးရီးယားများပွားများခြင်းဘူးကိုတစ်ခါဖွင့်ပြီးတောက်ထားမိရင်တိတလွယ်ကတည်းကဘက်တီးရီးယားတွေရေထဲရောက်သွားပါတယ်။ကားထဲကအပူချိန်ဟာအဲ့ဒီဘက်တီးရီးယားတွေပွားများဖို့အကောင်းဆုံးပတ်ဝန်းကျင်ထီလို့ရေရှည်မှာဝမ်းပြတ်ဝမ်းလျှော်နဲ့အစာကိန်းပြဿနာတွေဖြစ်လာနိုင်ပါတယ်။ဘလို့ကားွယ်မလဲ။ကားထဲမှာရေဆောင်ခြင်းရေဖန်ဘူးဒါမှမဟုတ်စကီးဘူးတွေကိုအစားထိုးသုံးဆွဲပါ။နေပူထဲမှာအကြာကြီးရှိနေခဲ့တဲ့ရေတံဘူးကိုတွေ့ရင်လုံးဝမတောက်ပါနဲ့။ရေတံဘူးကိုကားနောက်ဖုံးထဲမှာထားတာထက်အပူနဲ့ဓာတ်ရိုက်မထိတဲ့ခုံအောက်ချီတွေမှာထားပါ။သင်ကားထဲမှာတော့ရေတံဘူးအဟောင်းတွေရှိနေသလား။ပြန်စစ်ကြည့်လိုက်ပါအောင်နော်။တင်ရမိသားစုဝင်နေတဲ့တငယ်ချင်းတွေကားထဲမှာရေတံဘူးထားတတ်တဲ့အချင်းရှိရင်သူတို့ကျမ်းမာရေးအတွက်ဒီဗီဒီယိုလေးကိုဝေမျှပြီးသတိပေးလိုက်ပါအောင်။